မယ်ခီးစဉ်ရဲ့အနာဂတ်ပြန်ရဖို့တိုက်ပွဲဝင်မယ်ကမင်သူအားလုံးဆုံးကံတေးရင်ကွယ်ကဲလို့ဘဝဆက်တဲ့ပြည်သူတဲ့အားလုံးကကွယ်အန်ဒီရီချာရင်ဆိုင်ကတော်လမယ်ရတော့များတယ်ဦးလေးပါပြောချင်တယ်ဒီချက်သက်ပါတွေနဲ့တော်လန်ရေးသမားဒီသူတွေပေါ်ကိုတက်တေးထားငါတို့တော့လည်းရေးတနေ့ပြန်ရမှာပါအိမ်ပြန်ခြင်းမသေးချာငါတို့ဘဝတောင်းဆွဲတွေကိုကြောပြတ်နေသွားအောင်ရမှုလို့နဲ့ဒီနေ့မှပြန်လာမှာအဲဒီတိုင်းဝင်နေမှာလဲကြောက်တော့ကြောက်တယ်တွေဟာဘလောက်ပဲများလာခြင်းဒီဝေဒနာပူဇာမရဒီတိုင်းပွဲနိုင်ရလာရင်ကွာငါဆိုတာဟာလူလောကပြန်မလာနိုင်တော့ကဘာတစ်ဖက်ထားအမေအိုနဲ့ငါမောင်နှမတွေမလို့နဲ့ကွာတော်လန်ရေးသမားပြည်သူတွေပေါ်ကိုတက်တေးထားငါတို့တော့လည်းရေးတနေ့ပြန်ရမှာပါအိမ်ပြန်ခြင်းသေးချာငါတို့ဘဝတောင်းဆွဲတွေကိုကြောပြတ်နေသွားအောင်မြင်မှုလို့နဲ့ဒီနေ့မှပြန်လာမှာညာတွေဟာဘလောက်ပဲများနာကျင်ဒီဝေဒနာကုစားမရဒီတိုင်းပွဲနိုင်ရလာရင်ကွာငါဆိုတာဟာလူလောကပြန်မလာနိုင်တော့ကဘာတစ်ဖက်ချာအမေအိုနဲ့ငါမောင်နှမတွေမငိုနဲ့ကွာတာဝန်တွေနဲ့တော်လန်ရေးသမားပြည်သူတွေပေါ်ကိုတက်တေးထားငါတို့တော့လည်းရေးတနေ့ပြန်ရမှာပါအိမ်ပြန်ခြင်းမသေးချာငါတို့ဘဝတောင်းဆွဲတွေကိုကြောပြတ်နေသွားအောင်မြင်မှုလို့နဲ့ဒီနေ့မှပြန်လာမှာ